ancient spell takes hold. A child of light from the Heartwood. ။နှစ်ပေါင်း300တောင်ကြာပြီ။သူရောင်ပင်ကအသီးတွေတောင်ပိန်ရှုံလာပြီ။ပြင်ပလူလောကကိုတွားကြည့်ဖို့အချိန်ရောက်ပြီထင်တယ်။အလိုရွှေတိကုံဘုရားတည်ထားတဲ့မြို့တော်ကြီးကအဆောက်အဦတွေဟာမိုးထီအောင်မြင့်မားပေစွာငါလိုလူတွေဒီခက်မှာဆေးရောင်းနေရပါလားမြို့ပြကြီးရဲ့ရုပ်ဝတ္ထုတွေကတော့တိုးတက်လာတယ်ဒါပေမဲ့လူတွေရဲ့စိတ်တွေကတော့မတိုးတက်သေးဘူးဒီညလဲထူးခြားတာတစ်ခုဖြစ်ဦးမယ်ဒီမကောင်းတဲ့ကောင်တွေကိုငါဘလို့မျက်ခြေဖြတ်ရမလဲကျမကိုကျေးဇူးပြုတဲ့ကဲပေးပါရှင်ဒီမင်းကလေးကတေချင်ရောက်နေပြီငါကယ်လိုက်ရင်နောက်တစ်ချိန်ပေးဆက်ရလိမ့်မယ်ငါနဲ့ကန်စုံတော့လေကယ်ပေးရမှာပေါ့ရွှေစင်ဝင်းထဲကိုမင်းတို့အောင်မြင်အောင်လုပ်ကြံနိုင်တဲ့အတွက်စုကောင်းကောင်းချမယ်လက်စလက်နှတော့မကြံဘူးမို့လားကဲတိန့်တရာပေးလိုက်မယ်ညီကိုတွေခေါ်ပြီးတွားပြော့ပါကြဟုတ်ကဲ့ကျေးဇူးပါကိုကြီးတာဝန်ကိုကျေပွန်အောင်ဆောင်ရွက်ပါမယ်ဟောညီလေးရေဟိုကောင်မှမရှိရင်စီးပွားရေးအမွေစက်ခံခွင့်ကငါတို့အတွက်ပဲဟာရှင်ကဘာကြီးလဲဘယ်နေရာကိုရောက်နေတာလဲဒါကဘယ်နေရာလဲရန်ကုန်မှာမဟုတ်ဘူးလားရှင်ကလူလားတရဲလားမကြောက်ပါနဲ့ဒီနေရာကမင်းထင်တဲ့ရန်ကုန်မဟုတ်ဘူးမင်းကငါကယ်ထားတာပါအခုတော့မင်းလုံခြုံနေပြီစောကြီးရဲ့ကျမကိုအမြန်ဆုံးရန်ကုန်ပို့ပေးပါနော်ဒီနေ့ကွန်ပတီဥက္ကဋ္ဌရေးပွဲရှိလို့ပါအားလုံးပဲကျွန်တော်သမီးအငယ်ဆုံးရွှေစင်ဝင်းတဲ့ဟာခုထိမရောက်သေးတဲ့အတွက်ဒီနေ့ဒီနေရာမှာကျွန်တော်သားနိုင်ရောက်ထဲကတယောက်ကိုရွေးချယ်ပါမယ် This situation demands our full attention. The future of Wintalwa depends on the decisions we make today. ကျမအချိန်မီရောက်လာတဲ့အတွက်မွေးစားကိုတွေကိုဥက္ကဋ္ဌရာထူးပေးစရာမလိုတော့ဘူးဒက်ဗီနင်း
နင်ဘလို့ဖြစ်ပြီးရောက်လာတာလဲဘာမှဖြစ်ဘူးလားနင် ရှင်တို့ညီကိုထိခိုက်အောင်လုပ်ပေမဲ့ကျမကိုကူညီမဲ့နှဝိစာတွေရှိတယ်